သင်ခန်းစာနံပါတ်9အဲ့ဒါပါလဲဆိုရင်ဆရာတို့ဘဂ္ဂရီကိုဆရာတို့အတုံး၃မျိုးသုံးနိုင်ပါတယ်အဲ့တော့ပထမတစ်မျိုးဆရာတို့ကြည့်ကြည့်အောင်ပေါ့နော်ဆရာတို့တစ်ခုခုကိုလှုပ်ပြီးခါစားလေးပါလို့ပြောချင်လို့ရှိရင်လည်းဆရာတို့တာဘဂ္ဂရီကိုသုံးပါတယ်ဥပမာအဖြစ်日本に来たばっかりですဂျပန်ကိုအခုမှရောက်ခါစားလေးပါโอเคနော်ဆရာတို့日本に来るばっかりですဆိုလို့ရှိရင်ဆရာတို့မှားပါတယ်ဆရာတို့တာဖောင်တဲ့အတွက်တော့မှရောက်ခါစားဆိုတဲ့အဓိပ္ပာယ်ရပါတယ်โอเคအဲ့ဒါဆိုနောက်တစ်ခုကြည့်အောင်ပေါ့နော်နောက်တစ်ခုကနောင်ကြီးပဲလုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့ဥပမာစာကြောင့်ဖတ်ကြည့်အောင်彼はゲームばかりしていますအဲ့လိုမျိုးပြောရပါမယ်โอเคရမယ်နော်အဲ့ဒါဆိုရင်ဆရာတို့နောက်တစ်ခုကြည့်ကြည့်အောင်နောက်တစ်ခုကဘတ်တေဘကာရီဤတို့ဘတ်ကြီးပဲဆက်လုပ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့အောက်ကစာကြောင့်ဖတ်ကြည့်အောင်この子供は遊んでばかりいるဒီကလေးကစားတာကြီးပဲဆက်လုပ်နေတယ်โอเคရမယ်နော်အဲ့ဆိုရင်ဆရာတို့ဒီဘကာရီအတုံး၃မျိုးကိုအားလုံးနားလည်လာပြီထင်ပါတယ်